လေဖြတ်ထားတဲ့သူတွေအနေနဲ့ပေါ့နော်ဘယ်လိုမျိုးဆောင်ရန်ရှောင်ရန်လေးတွေလိုက်နာလှုပ်ဆောင်မှုလုပ်လဲပေါ့နော်အားလုံးပဲမင်္ဂလာပါ Readers Choice ကဏ္ဍကနေကြိုဆိုပါရစေဆရာမတော့ခွန်ရှိကွန်ဟက်ကဲမှာဒေါက်တာမြတ်မုံဖြစ်ပါရဲ့ရှင်ဒီလအတွက်ပေါ့နော်ဒီမေးထားတဲ့မိကုန်းတွေထဲရပေါ့လေဖြတ်ထားတဲ့သူတွေအနေနဲ့ဘယ်လိုမျိုးဆောင်ရန်ရှောင်ရန်လေးတွေလုပ်တယ်လဲဆိုတာကိုဆရာမပြောပြပေးသွားမှာမယ်အရင်ဆုံးလေဖြတ်ထားတဲ့သူတွေအနေနဲ့ပေါ့နော်ဒီဆရာဝန်ကသူပေးထားတဲ့ဆေးလေးတွေရှိမယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဆရာမတို့ဒီသွေးခဲတာကိုကာကွယ်တဲ့ဆေးတွေရှိမယ်ဒီသွေးတိုးအတွက်တောက်ရတဲ့စီးတွေရှိမယ်ဒီသွေးတွင်းအစီကြဘူးတဲ့တောက်ရစီစသဖြင့်ပေါ့နော်နောက်ပြီးတော့အုံနောက်အတွက်အာယုံကြောအတွက်ပေးတဲ့စီးတွေရှိမယ်စသဖြင့်ဒီဆရာဝန်ညွှန်ကြားတဲ့စီးတိုင်းကိုတော့သူညွှန်ကြားထားတဲ့အတိုင်းပေါ့နော်နေ့စဉ်မပြတ်မကွက်ပုံမှန်တောက်ပြီးဖို့အရေးကြီးပါတယ်ရှင်ပြီးတဲ့အခါကျတော့ဒီလိုအပ်တယ်ပေါ့နော်ဒီသွေးတိုးရှိရဲဆိုလဲသွေးပေါင်ပုံမှန်ချိန်တာစီးကြိုရှိရဲဆိုလဲဒီစီးကြိုနေ့စဉ်ပေါ့နော်ဒီသွေးတွင်းတကြားတက်ကိုနေ့စဉ်စစ်ဆေးတာဒါလေးတွေကတော့ပုံမှန်လုပ်တင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့အစားအသောက်ပိုင်းဆိုင်ရာတွေလည်းအရေးကြီးတယ်ပေါ့နော်ဒီလိုမျိုးဒီစားများတဲ့ဆိုဒီယမ်များတဲ့အစားအသောက်တွေတို့တခြားများတဲ့အစားအသောက်တွေပေါ့နော်နောက်ပြီးတော့ဒီပြေဝစီတွေများတဲ့အစားအသောက်တွေဒါတွေကိုရှောင်ပြီးတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီထုတ်ထားတဲ့အသားတွေရှိမယ်ငါးတွေရှိမယ်အစီအစံဟင်းသီးဟင်းရွက်အသီးနှံတွေဒါတွေကိုများရွေးချယ်စားတင်တယ်ပြီးတော့ကိုယ်လည်းလှုပ်ရှားမှုလေ့ကျင့်ခန်းလေးတွေလည်းပုံမှန်လုပ်တင်တယ်ပေါ့နော်ဆရာမတို့ဒါလေးတွေရှိမယ်ပြီးတဲ့ခါကျတော့ဒီလေဖြတ်ထားတဲ့အတွက်ကြောင့်ဆရာမတို့ဒီခန္ဓာကိုယ်အားနေတာရှိမယ်ပေါ့နော်အားနေတာဆရာမတို့ဒီချော်လဲတာတွေပေါ့နော်အဲ့လိုမျိုးတွေပြဿနာမဖြစ်အောင်လို့သူဒီလူနာသွားတဲ့နေရာတွေပေါ့နော်သုံးတဲ့အသုံးပြုတဲ့ဒီရေချိုးခန်းအိမ်သားတွေပေါ့နော်ဒီသုံးကျမ်းပြင်တွေကိုဆရာမတို့ဒီချော်မလဲနိုင်တဲ့ကြွေပြားတွေပေါ့နော်ဒီလိုမျိုးလေးတွေလှုပ်ထားဖို့လိုတယ်သူသွားတဲ့နေရာမှာကန်ရတွေ့ရအဆင်ပြေအောင်တန်းလေးတွေလှုပ်ထားပေးတာလေးပေါ့နော်ဒါလေးအရေးကြီးတယ်သူကတော်တော်လေးပေါ့နော်အားနေသွားတယ်ဆိုရင်တယောက်တည်းသွားတာလာတာမျိုးမလုပ်ဘဲနဲ့အဖော်လေးနဲ့ပေါ့နော်ဒီလိုမျိုးရေချိုးခန်းအိမ်သားဝင်ထွက်တာလေးတွေဒါလေးတွေသူ့ကိုကူညီဖိမပေးဖို့လိုတယ်ပေါ့နော်ပြီးတဲ့ခါကျဆရာမတို့သူ့ကိုပြန်လဲတန်ဆွမ်းအောင်ဆိုရင်ဒီ physiotherapy လုပ်တာရှိမယ်ကိုယ်ကာယပိုင်းဆိုင်ရာပေါ့နော်ပြန်ပြီးတော့လေ့ကျင့်ပေးရတာနောက်စကားပြောကူထုံးလုပ်ပေးရတာရှိမယ်နောက်စိတ်ပိုင်းဆိုင်ရာဘိုင်းတွေပေါ့နော်သူ့ကိုကူညီပေးရတာရှိမယ်ပေါ့နော်ကျန်တာဒီဆေးပိုင်းဆိုင်ရာရှိမယ်ပေါ့နော်ဒါလေးလှုပ်ဆောင်ပေးဖို့လိုတယ်ပေါ့နော်ဒါကတော့ဒီလေဖြတ်သူနဲ့ပတ်သက်တဲ့ဒီဆောင်းရန်ရှောင်းရန်လေးတွေပေါ့ပြီးတဲ့ခါကျတော့ဆရာမတို့ဒီပြီးတဲ့ခါသူကဒီလိုမျိုးခေါင်းကိုက်တာရှိမယ်ပေါ့နော်ဒီသွေးပေါင်ကဒီအခုပေးထားတဲ့ဆေးတွေနဲ့ထိန်းလို့မရတာမျိုးတွေပေါ့နော်ခေါင်းမူးတယ်အမြင်အာရုံဝါးတယ်ပြီးတဲ့ခါကျတော့ကိုယ်တချမ်းပုံမှန်ထက်ပိုပြီးတော့လေးလာတာတွေပေါ့နော်မျက်နှာရွဲ့တာတွေပေါ့နော်ဒီလိုမျိုးပေါ့နော်ပြဿနာတွေလက္ခဏာအသစ်တွေအဲ့လိုမျိုးတွေရှိလာတယ်လို့တန်တရားရှိရဆိုချက်ချင်းနှိစက်တဲ့ဆေးရုံဆေးကန်းသွားပြဖို့လုပ်နိုင်ပါတယ်ရှင်အားလုံးပဲကျန်းမာဒုက္ခနဲ့ပြည့်စုံကြပါစေရှင်